ခဲ့တာနှစ်တွေကြာခဲ့ပြီမေသူတကယ်ရဲ့စဲနောက်တစ်ယောက်တွေကသစ္စာမရှိပါမင်းထားခဲ့တဲ့ကိုယ့်ရဲ့ဘဝကိုလိုရာသုံးဖို့သုံးလို့ကမှာရှိခဲ့လေသမျှအခုတော့ဝေးကွာခဲ့တာနှစ်တွေကြာခဲ့ပြီမေသူတကယ်ရဲ့စဲနောက်တစ်ယောက်တွေကသစ္စာမရှိပါချမ်းနေခဲ့ပြီရင်မှာအသေးတွေလည်းမရှိတော့ဘူးဟာမင်းပြီးခဲ့တဲ့ဝေဒနာဖြေလို့မရခဲ့ပါခုများတော့ကိုယ့်ရဲ့ဘဝမှာပုံစံကလေးကိုရောက်သွားလိရှာဘဝကိုနီးရှိသွားတာမင်းလူရင်သုံးမလူဆုံးတယောက်မို့အဖြစ်ခံလူတယောက်ပါသုံးဖို့သုံးလို့ကမှာရှိခဲ့လေသမျှအခုတော့ဝေးကွာခဲ့တာနှစ်တွေကြာခဲ့ပြီမေသူတကယ်ရဲ့စဲနောက်တစ်ယောက်တွေကသစ္စာမရှိပါချမ်းနေခဲ့သူရင်မှာအသေးတွေလည်းမရှိတော့ဘူးဟာမင်းပြီးခဲ့တဲ့ဝေဒနာဖြေလို့မရခဲ့ပါခုများတော့ကိုယ့်ရဲ့ဘဝမှာပုံစံကလေးကိုရောက်သွားလိရှာမူလီလွမ်းလီဘို့လို့တတိယနေတာမင်းကတော့ပြောနေမှာပေါ့ကိုယ့်ရဲ့ဘဝကိုနီးရှိသွားတာမင်းလူရင်သုံးမလူဆုံးတယောက်မို့အဖြစ်ခံလူတယောက်ပါ